ဒါကျွန်တော်တို့ Forever Construction ကတာဝန်ယူဆောက်လုပ်တဲ့တာမွေ site ပေါ့နော်တာမွေ site ရဲ့ပိုင် foundation နဲ့ပြုလုပ်တဲ့ site လေးပေါ့ပိုင် foundation မှာဆိုရင်တော့ကျွန်တော်တို့ကဒါကတော့ပိုင်ကပ်ပေါ့နော်ပိုင်ကပ်မှာကျွန်တော်တို့ကတန်ကို 20mm တုံးပေးထားတာပေါ့ 20mm မှာအောက်မှာပိုင်စကားတန်စကားတစ်ထပ်ပါမယ်ပြီးတော့အပေါ်မှာတန်စကားတစ်ထပ်ပါမှာပေါ့နော်အဲ့ဒီတန်စကားကြီးအကုန်လုံးကလည်းဒီ6လမစန္ဒလူစန္ဒပေါ့နော်6လမစန္ဒလူစန္ဒသွားပေးထားတယ်အဲသွားပေးတဲ့အပြင်မှာပိုင်ကိုတန်ချောင်းတွေကိုမရိုင်အောင်လို့ဒီဘေးမှာစတာကွင်းလေးတွေ6လမကြားပေါ့နော်ဒါပေမဲ့6လမကြားဆိုရင်6လမတော့မရှိပါဘူးကျွန်တော်က9ခွင်းပေါ့2ပေခွဲအမြင့်ကို9ခွင်းညှထည့်ပေးထားတာပေါ့နော်အဲ့တော့ဒီတုပ်ပေးထားတယ်ပေါ့ပြီးတော့အဲ့ပိုင်ရဲ့အောက်စကားချပြီးလို့ရင်ကျွန်တော်တို့ကဒီကော်လန်ပေါ့ကော်လန်ကလည်း 20mm ရှစ်ချောင်းပုံပေးထားတာပေါ့ 20mm ရှစ်ချောင်းပုံမှာလည်းအောက်မှာပိုင်အောက်ကတန်စကားတစ်ထပ်ချပြီးတာ ਨੇ ကော်လန်တိုင်ကိုသူက settlement မဖြစ်အောင်အရင်ချပေးရပေါ့ချပြီးတော့မှ star ကွင်းလေးတွေဆိုလဲဂျိတ်လေးတွေဒီဘက်ဂျိတ်လေးတွေပြင်မှာလဲ main ကွင်းပေါ့အဲ့ star ကွင်းတွေကလည်း 10mm နဲ့သုံးပေးထားတာပါဒီကတော့ကျွန်တော်တို့ဒီနေ့ custom လုံးမှာပေါ့နော်လောင်းမှာပေါ့ AG နဲ့လောင်းမှာပေါ့နော်ဟိုကကျွန်တော်တို့ကဒီတန်ဆင်ပြီးစီးမှုလေးကိုတစ်ချက်လိုက်ပြီးတော့ပြပေးတာပါဒီမှာလဲပိုင်နဲ့လည်းရိုက်ထားတာပေါ့နော်ပိုင်ကလည်းဒီမှာ star ကွင်းလေးတွေတခြားလေးပြန်ရှီပေးထားတာပေါ့ပိုင်ဆိုလဲ star ကွင်းလေးတွေကို 6.5 star ကွင်းလေးနဲ့သုံးပေးထားတာပေါ့ဒါကလည်းကျွန်တော်တို့ကပိုင်ကက်နဲ့ foundation လောက်ထားတဲ့ဟာလေးပေါ့ဒီပိုင်ကက်ကတော့ကျွန်တော်တို့ dimension အနေနဲ့ဆိုရင်တော့ပိုင်ကက်ကဒီ X direction မှာဆိုရင်လည်း4 ပေခွဲပေါ့နော် Y direction မှာဆိုရင်လည်းသူက4 ပေခွဲပေါ့ပိုင်ကက်အကျယ်ကတော့4 ပေခွဲပေါ့4 ပေခွဲမှာလည်းဒီမှာက 20mm စကားကိုပဲနှစ်ထပ်သုံးပေးထားတာပေါ့ပိုင်ဆိုရင်တော့ဒီဘက်က10ပတ်လည်ပိုင် site ပေါ့နော်10ပတ်လည်ပိုင် site ပုံမှာ 200mm ပတ်လည်ပေါ့အမှပိုင်4လုံးသုံးပေးထားတာပေါ့နော်ပိုင်4လုံးရိုက်ထားတာပေါ့ပိုင်4လုံးရိုက်ပြီးတော့ဒီမှာတန်စကားလည်းနှစ်ထပ်ပေါ့တန်စကားနှစ်ထပ်ကလည်း 20mm အောက်စကားဆိုလည်း 20mm ပေါ့နော် 20mm ကော်လန်ဆိုရင်လည်း development land လေး encourage တွေမိအောင်လို့ဖုတ်လေးတွေနဲ့တခြားလုပ်ပေးထားပါတယ်ဒီတန်စကားကတော့ကျွန်တော်တို့ကစန္ဒလူစန္ဒာလူလည်း6လက်မပေါ့နော်စန္ဒလူစန္ဒာ6လက်မနဲ့ပဲသုံးပေးထားတာပေါ့ဒီဘက်ဆိုရင်လည်းစန္ဒလူစန္ဒာ6လက်မတိုင်းရလဲသူကတပေပတ်လေပေါ့ကျွန်တော်ကအိမ်နှစ်ထပ်ဆောက်ဝင်မှာလဲတပေပတ်လေ 20mm ရှစ်ချောင်းကိုပဲသုံးပေးထားတာပေါ့ရှစ်ချောင်းမှာလဲ star ကွင်းကတော့ main star ကွင်းရလဲ10အလဲဂျိတ်တွေကလဲ10ပေါ့နော် 10mm နဲ့အသုံးပြုပေးထားရပေါ့